ကဲရပါပြီ ကလေးလေးပါ နံပါတ်3 ကျွန်တော်မဟုတ်ဘူး ကလေးအမှန်မဟုတ်ဘူး အဲ့ကြီးလား ဘာဆင်းနေလဲဒီကောင်လေးဟမ်ဘာဆင်းနေလဲ ဟောတည့်ရောအေး နည်းနည်းစီပြလားဖွတ်ထားရလားဖွတ်ထားရလား ဒီတော့အကုန်ကျွန်တော်အဲ့ဒါအကုန်ပဲဘာမှမရှိတော့ဘူး ဒီဆိုင်လား ချွတ်လို့ရတာ ဘလို့ရတရေဆန်နေပါလားမလား ဟုတ်ကျွန်တော်တောက်ထပ်ပါကို ဟဲ့အမေသူရဲ့နှစ်လက်ဖြစ်နေအခုလို့တယ်လူနောက် ဟုတ်တာသူတို့နှစ်ယောက်ပိုင်တော့ကို အနေကိုင်းလားတသားကိုင်းနော် ဟုတ် အဲ့ဒါဆက်လိုက်မယ်ခေါ်လေး ကောင်းကင်ထောင်ပေါက်တာဒီကောင်နေမနေ့ကချင်းအလေးကုန်လိုက်ရင်ဘာရှုံးကြောက်လဲအလုံးမတွေဘာကောင်နေမှမသိဘူးဘယ်နှစ်ယောက်ပါမလို့ခုစစ်ကြောင်းပါ ဘယ်လိုရှိတော့ကို ဘာကြောင်လာမင်းတို့စစ်ကြောင်ရအောင် ဟိုတကယ်ရရကောင် ဟမ်ပြန်လက်ဆက် ဘယ်နှစ်ယောက်ပါလဲ နေပါလေနေရောက်ပဲ အဲ့တော့ပြောတော့ဘူး ဘုရားမနောက်ပါလေ ခွေးရဘယ်တော့ပါလဲခွေးရဘယ်တော့ပါလဲ နေ900 စစ်ကြောင်းရဘယ်လောက်ပါလဲ စီတိုင်းရက်ပါ အင်းအားဘယ်လောက်ပါလဲလို့ 300 300အခုထွက်ခဲ့လား300ထွက်ခဲ့လား အော် ရဖြစ်လာပြီအလုံးမ ငါလုံးမလင်ကြပြီ တော့ဖြစ်မှာရဖြစ်လာ ဟဲ့မင်းပြော ဘယ်နဲ့ပါလဲ ကျွန်တော်လား အင်းအားဘယ်လောက်ပါလဲအားလုံးမြို့စုံစုံ မဟုတ်တာအခုကျွန်တော်ဘာမှမသိဘူးကို ဘာမှမသိဘူးလို့ပြောမင်းက မင်းမေး ဘာလို့မသိရမလဲမင်းက ဘယ်လိုမကြည့်ရလဲ ကိုကြောက်ပါတယ်ကိုကြောက်ပါတယ်ကြောက်ပါတယ် ဘယ်လောက်ပါလဲရ အေးရလားမဟုတ်ကိုကျွန်တော်ဘာမှမသိလို့ပါကိုကြောက်ကြောက်ပါတယ်ကိုကျွန်တော်ဘာမှမသိလို့ကိုကျွန်တော်တောင်းပါပါတယ်ကို ဒီကတော့မရှိဘူးဗျာ ကြောက်ပါတယ်ကို မင်းစပါအခုမှတိုင်နေလားလုံးနဲ့ကာဟမ် ကြောက်ပါတယ်ကို ဟဲ့မမဖြစ်လိုက်နေပါဖြစ်မလို့လေဟမ် ဟုတ်လို့ ဘယ်လောက်ပါလဲအရာဘယ်လောက်ပါလဲ ကျွန်တော်ကဘာမှမသိဘူးကျွန်တော်ကဟိုဒီလိုပဲကြံနေကြတာကိုကျွန်တော်ဘာမှမသိလို့ ဒါပဲ ဒီမှာထားကြတာကိုကျွန်တော်တကယ်တော့ပါကို စရောကတော့ ဘာသာ မင်းတို့ဘာပြောလားဟမ် စီကြောင်နေရမင်းတို့ခေါ်လေ ညာစီဆက်စမ်းကြအောင်တော့လား 80 ဟော ချမ်းရတော့လား ဟော မြို့တော့လား တော့တန်းတီး ငါလုံးမလင်နေမြမင်းတို့ဖေသွားဖို့စီစီလဲခုစီကြောင်းထွက်ခဲ့တာဟမ် ဘယ်မှာတော့ဖို့စီစီရှိ ဖေဘာမတွိုင်းနဲ့ဘာထွက်တယ်မလို့ဟမ် ဟိုလာကောရှင်းလာဟိုကကိုယ် ဝန်တို့အားဖြစ်ပါလေ ဝန်တို့ဓာတ်တွေပါဝန်တို့ဓာတ် ဒါငါတို့မြို့ကွာဒီလား မလေးတိုင်ရင်အကောင်တွေပါ ဆောင်းညလာပြီးတော့ မပချင်ကိုဘာခွေမှု အေး